ပွဲစားတာနဲ့ဘယ်လဲကိုဦးစားပေးချိုးတင်လဲဂိုးလိန်လား experience လိန်လားဒါမှမဟုတ်မလိန်လားအဖေကတော့မလိန်ပါမလိန်တာပါကိုဘာလို့အရင်ချိုးတင်တာလဲဘာလို့လဲဆိုရင်ရန်သူ buff ကိုကောင်းကောင်းလေးတိုက်လို့ရလို့မလိန်မှာရှိတယ်မလိန်တာကိုလည်းအလွယ်တကူခန်းလို့ရပါတယ်ဒါကြောင့်ပဲ pro esport ပွဲတွေမှာမလိန်တာမကြိုးအောင် guru site ကာဝယ်ကြရတာပဲဖြစ်ပါတယ် global number player တွေရဲ့ item ကိုယူဆက်လို့ရလားကိုက item အကြောင်းနေလည်းမသိဘူးဒီ hero လည်းအခုမှကင်မှာဆိုရင်ယူဆက်လို့ရပါတယ်တချို့ global player တွေက item ကိုရှောက်ဆက်ထားတာဖြစ်လို့ကိုတိုင်း item အကြောင်းကိုနားလည်တာအကောင်းဆုံးပါပဲ hero nature တောင်ဘယ်လိုကမ်းရမလဲကိုက experience လိန်တာဆိုပါစို့ enemy EXP ကလည်းမထုတ်သေးဘူးကိုကအရင်ကန်ရတော့မဆိုရင်အထုံကောင်လည်းဖြစ်ရမယ်စတန်စလိုပါတဲ့ hero တွေထုတ်တင်ပါတယ် Starlight ပေါက်ဖောက်မလားဒါမှမဟုတ် Starlight ကတ်ကို diamond တော့ပေးပြီးတော့တန်းဝဲတင်လာကျွန်တော်မြင်ရပြောရရင် Starlight ပေါက်ဖောက်တာအကောင်းဆုံးဖြစ်ပြီးတော့ Starlight fragment လည်းအများကြီးရနိုင်တယ်လို့ Starlight premium ကတ်ပါပေါက်နိုင်တာဖြစ်လို့ Starlight ကတ်ဖောက်မယ်ဆိုရင် Starlight ပေါက်ဖောက်တာအကောင်းဆုံးပါပဲ Solo run ဆော့တဲ့အခါ experience player တွေကဘာလို့တတဲလာမကူရလဲဒါကတော့အဖြစ်ရှင်းပါတယ်ဂိမ်းဆက်မရှိတာကြောင့်လေတို့လင်းအောင်တော့အနန္တန်ထိနေရတာမို့ဆိုလိုရမ်းမှာဒါတွေမျောလင်းပါနဲ့တာတက်တက်လိုက်ရင်ဘာရမှာလဲအလွယ်ကူဆုံးပြောရရင်တာတက်တက်လိုက်တဲ့သူက9စက္ကန့်ကြာတဲ့အထိဒိုင်းမဲ့မခံရတဲ့အခါရှိတစ်ခုရရှိပါတယ်အဲ့ရှိနေတဲ့အချိန်မှာ physical attack နဲ့ magic power ပို့ရပါတယ်အကြ teammate တွေကတော့ရှိတစ်ခုပဲရမှာဖြစ်ပါတယ်red မြန်မြန်တက်အောင်ဘာလုပ်ရမလဲ red မြန်မြန်တက်ဖို့ဆိုရင် meta လိုက် hero တွေကင်နိုင်ရမယ်ရိုးကို2ရိုး3ရိုးအထိဆော့တက်ရမယ်ဒါတွေက run တက်နိုင်ခြင်းပုံများပြီးတော့စေးထိုးတဲ့ကောင်တွေနဲ့မတွေ့ရင်တော့အကောင်းဆုံးပါပဲဒီနေ့ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲဒါမျိုးတွေကိုတည်ကျင်နေတဲ့ဆိုရင်တော့ comment မှာမေးသွားလို့ရပါတယ် channel လေးကို subscribe လုပ်တာဘယ်လိုမေးပါနဲ့အောင်